ရှင်ဒီမှာတော့မိကွာမိကွဲပြိတ်ကြီးကိုဒီမှာလည်းမျိုးဒီစပိတ်တော့မှာဖြစ်ပါတယ်။ဒီနေ့လေးကိုတော့လုပ်တာဒီလုပ်ခဲ့ပြီးပြီ။ဒီလိုလေးလည်းတိုင်းနေတိုင်းလေ။ဒါအရှင်ဒီခုပအောင်လည်းဒါဆိုရင်ဒီလိုလေးဆိုင်ရအောင်ဒါကတော့ပြီးစီမှာ copy လုပ်ထားပါဘူးရှင်။ဒီကိုကိုလည်းလုပ်ကိုလည်းဒီစက်ဖန်လို့လိုက်လုပ်ကြည့်ရပါတော့။ရတော့ပါရဲ့။ဒီနေ့လို post ရုံမဟုတ်ပေါ့နော်။ဒီတိုင်းညနေရုံမဟုတ်ပါဘူးရှင်သူကကြရှောက်လုပ်စားရရတယ်နော်ဒီမှာလည်း okay အဲ့ဆိုလို့ရှိရင်အင်ဂျီလေးပြရမယ်ဆိုတော့ပြပေးမယ်နော် hair style နဲ့ hair color ရောကိုစစ်ချက်ကကဲအဲ့ဆိုလို့ရှိရင်ဒီလေးလေးလိုက်ပေါ့နော်ဒါလေးလည်းမိကွာတော့ဒါလေးကိုဟာလေးပါလို့မယ်ဆိုဒီတိုင်းရုံလေးလုပ်ပါမယ်ခလေးလာလားမသိလာမလားအဲ့ခဲအောင်လေးလုပ်ကြည့်မယ်နော်okay ခဲအောင်လေးဆိုလာမှာပေါ့နော် okay ဒါလေးရောင်းစစ်လာနော်အဲ့ဆိုခဲအောင်လေးလုပ်ကြည့်မယ်နော်ကိုတိုက်တဲ့ရောင်းကိုတိုက်တဲ့ hair style ကိုရဲ့ဆန်ဟိုပါပေါ့နော်ဒီလိုပြောတော့ညနာပေါ့နော်စက်တက်ညနာကိုပြောင်းလို့ရပါတယ်ဒီကအပြောင်းတော့ပေါ့နော်မတက်ဘူးကအဲ့ဒါပြောင်းကမဲကြော်သွားပြီးနားညနာဒီโอเคအားလေးပြောင်းလို့ပေါ့နော်ဆိုတော့ကိုကြိုက်ယူရပါကိုရဲ့စက်တက်ပေါ့နော်အမေကိုအင်ဂျီယာတော့ဒီကိုပြပြနေအင်ဂျီလေးလေယူရမှာပေါ့နော်ကိုရဲ့ channel လေးကိုလည်းပေါ့နော်လေးရတရားကူညီပေးကြပါအောင်ရှင်အားကြောင့်မို့ပေါ့နော်ပြီးတော့ပြီးခံနေပါပြီဒီကွက်ထောင်ပြီးလို့ရှိရင်မနော်ဟာဖြစ်မှာပါထောင်ပြီးလို့ရှိရင်ဟိုဘာလဲအမေဖြစ်လောက်ဖို့ဗီဒီယိုလေးတစ်ခုရှိပါတယ်နော်အားကြောင့်မလို့ပါကဲအားဆိုလို့ရှိရင်ဒီကိုတော့ဘာလို့ပြရမလဲဆိုတော့တေချာလေးပြပေးမယ်နော်ဟုတ်မင်းမျိုးရဲ့ဝင်ပြရမယ်မင်းမျိုးတဲ့ဒီကိုများလေးတေချာလေးထုတ်ပြရနော်မှာပါโอเคမျိုးရဲ့ဝင်ပြီးဆိုတော့ post ရဲ့ထဲဝင်ပြရပါမယ် post ပါလာ oh my god post ကဲ post ပြီးလို့ရှိရင်ဒီပေါ့နော်အောင်ပြချမယ်ချင်ပါတယ်ဒီညာလေးပါလာမျိုးဝိုင်းကြရတာပေါ့အဝိုင်းလေးအဆက်ချရတာလေးပေါ့နော်ညာလေးနဲ့လည်းထုတ်ပြပါမယ်โอเคအာရုံလေးပြပါမယ်ဒီလိုရှိလို့ရှိရင်ဘာနေပြရမလဲဆိုတာချက်ပြမယ်နော်ဒီလိုရှိရင်ဒါလေးပေါ့နော်ဒါလေးပါချဲမဟုတ်နော်ဒါလေးနေပြပါနော်ဒီကိုတိုက်တဲ့ညမှာစင်ပြီးလို့လုပ်ရပါတယ်ခင်းနေမှာပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်ထိုင်လိုက်လို့ပေါ့နော်ထိုင်လို့ရဆိုတော့မျိုးထဲပြောင်းပြီးတော့ post ထဲပြောင်းပေးပါမယ်ပြီးလို့ရှိရင်အခုနာနှိပ်ထားဟာလေးပဲပေါ့နော်နာနှိပ်ထားဟာလေးပဲပြန်နှိပ်ပေးပါမယ်โอเคနှိပ်ပြီးတော့ပြီဆိုလို့ရှိရင်တော့မီကိုတို့လေဒီအောက်ကနည်းနည်းဆွဲလိုက်ပါမယ်နည်းနည်းဆွဲလိုက်ပြီဆိုလို့တော့ဒီအနုပ်ကလေးကိုနှိပ်ပြရမယ်ပေါ့နော်စိတ်ရှိရှိနဲ့တေးသေးလေးဖြစ်တာโอเคနှိပ်ပြလိုက်ပေါ့နော်တေးသေးလေးဖြစ်တာပါလေထပ်သေးရင်လို့မရတော့ပါဘူးဒါတေးသေးလေးပဲပေါ့နော်အားဆိုလို့ရှိရင်ဒီထဲဝင်ပြပါမယ်ကဲဝင်ပြလိုက်ပါပြီဝင်ပြီးဆိုလို့ရှိရင်တော့ပေါ့နော်ဘာမှမနှိပ်ပါဘူး ALN ဆိုရဟာလေးပဲနှိပ်ပြပါမယ်နှိပ်ပြီးဆိုတော့အောက်ကနည်းနည်းဆွဲလိုက်မယ်ပေါ့နော်ဆွဲပြီးသွားလို့ရှိရင်ဒီကွက်လေးနှိပ်ပြပါမယ်ဒီကွက်လေးပါကွက်လေးနှိပ်ပြီးတော့ဒါလေးကိုနှိပ်ပြရပါမယ်မူလအတိုင်းတယောက်တဲ့အချိန်နှိပ်ပြီးမယ်ပေါ့နော်ဒီကွက်တော့နည်းနည်းကြာလို့ကြော်လိုက်ပါမယ်ရှင်နော်ကောတော့စိတ်ရှိနဲ့လုပ်ပြလိုက်တာမူလအတိုင်းကြီးဖြစ်သွားပါပြီရှင်အားကြောင့်မီကိုတော့ဘောနော်အားဆိုလို့ရှိရင်တော့မီကိုတို့ဘောနော်ထားလိုက်ပါမယ်ထားပြီးတော့ပြီဆိုတော့ဒီအောက်ကနည်းနည်းလေးအိုက်ကောထိတော့ကြီးထွက်နေဘောနော်တိတ်တော့မဖြစ်ပါဘူးရှင်တိတ်တော့ဘာမှဖြစ်ပါဘူးဒါမဲ့ဘာလို့ရမလဲနည်းနည်းလေးဖုံးရမယ်ဘောနော်ပြီးလို့ရှိရင်တားရကြအတိတ်ထဲဝင်ပြီးတော့ဒီအောင်နည်းနည်းဆွဲလိုက်ပါမယ်ဒုံးပြန်ထောက်မယ်ပေါ့နော်မသိရလေခါလေးကြည့်ထားပေါ့နော်ကြည့်လိုက်ပေါ့နော်ဒုံးပြန်ထောက်နေတော့မှာပါကြလေးနေပြရမယ်အားလေးဆိုလို့ရှိရင်ဒုံးပြန်ကြောက်သွားပါပြီကြောက်ပြီးလိုက်ဆိုလို့ရှိရင်တော့သူကဒုံးလိုက်ရွှေ့လို့ရပါပေါ့နော်ဒီမှာလုပ်ပြီးလို့ရှိရင်ပြီးလို့ရှိရင်ပေါ့နော်ဒီIT ရဲ့နေဝင်သွားပြီးဆိုလို့ရှိရင် hack ပေါ့နော် HK hack ဖြစ်ပြီးဝင်ရပါမယ်ဟိုဒီလိုဝင်သွားလို့ရှိရင် standard hack ဆိုတာလေးမျိုးပြရပါနော်လို့ရှိရင်ဒီရလေးကိုဖြုတ်ပြီးတော့အောက်ကိုဆွဲရပါမယ်
လေးနှိပ်ပေါ်ပြီဆိုလို့ရှိရင်နော်ဒီ H အနုပ်လေးကိုနှိပ်ပြရပါမယ် H အနုပ်လေးကိုနှိပ်ပြီးတော့အပေါ်နည်းနည်းတင်လိုက်မယ်ပေါ့နော်တင်ပြီးတော့ပြီဆိုလို့ရှိရင်နော်ဒီကိုတော့ပေါ့နော်ဒီ H Y Z O up ဆိုရဟာလေးနှိပ်ပြရပါမယ်ဟုတ်ပေါ့နော်နှိပ်ပေါ်ပြီဆိုလို့ရှိရင်နော်ဒါလေးကတော့ဖြစ်ကြနော်အဲ့တော့မကြည့်စမပြီးလို့ရှိရင် Y ကဖြစ်တာနော်နည်းနည်းလေးတော့ option ရမယ်နော်ဖြစ်ပြီးတော့အဲ့လိုတော့မဟုတ်ဘူး Z ဟုတ်ပြီ Z ငါလေးကိုဒီလိုနေပြမယ်ပေါ့နော်Z ပေါင်းလေးကိုအဲ့လိုမျိုးလေးပေါ့နော်ပို့လိုက်ကြလားနေကိုကြိုက်တော့ပြောမယ်ဆိုအရှိပေါ့နော်အရှိအနေတော်လောက်ပေါ့နော်အရင်ရှိဆိုလဲလာမလာလေးသိမလားโอเคအဲ့လိုဆိုတော့တော်တော်လေးလာနေပေါ့နော်โอเคပြီးလို့ရှိရင်ဒီပုံနဲ့သွားလိုက်မယ်โอเคအားဆိုလို့ရှိရင်ပေါ့နော်အဲ့ဆိုတော့ဒါတော့ပြီးသွားပြီပေါ့နော်အနည်းပိုင်းတော့ပြီးသွားပြီဒီမှာပြီးလို့ရှိရင်ဒီအားလုံးပဲ color 1ဆိုတာသိကြမှာပေါ့နော်ဒီမှာတော့ဘာမှမရှိဒါပေမဲ့ပမာလူကြီးသွားနေလိုက်ပါရပါလိအဲဆို color လေးပေါ်လာပြီပေါ့နော်ဒီကတော့ခင်းအောင်နေထားရတော့ဒီနေ့အရောင်ညောင်လို့ပဲပါတယ်ဘို့ကြိုက်တဲ့အရောင်ပေါ့နော်โอเคပြီးလို့ရှိရင်ဒီကိုဒါလေးပေါ့နော်အားလုံးနေပြပါမယ်ကျင်းနေပြီးသားပြီဆိုလို့ရှိရင်တော့ဒီနားလုံးပြရမယ်ဒီမိုင်းဒါလေးပေါ့နော်ဒါလေးနေပြပါမယ်လာလေးကိုနေပြီးသားပြီဆိုလို့ရှိရင်တော့ပေါ့နော်ဒီချေပြန်နေပြပါမယ်နေသွားပြီဆိုအားလေးပြန်နေပြလိုက်မယ်နော်ပြန်နေပြီးဆိုလို့ရှိရင်တော့မီကိုရိုဒီမီကိုဝိုင်းပြရတဲ့ဟာလေးကိုနေပြပါမယ်ဒါဆိုလို့ရှိရင်ဒီဖြစ်နေပေါ့နော်ပြီးလို့ရှိရင်အခုနေထားရဲ့ဒါလေးပေါ့နော်အားလေးကိုပြန်နေပြပါဒီခြားလေးပြရင်နော်လုံးလို့ရတာမရပါဘူးကောမမန်းခဲ့ပြီးတော့နော်သူ့ကြောင့်လုံးလို့မရမှာဆိုလို့ပေါ့နော်မိကဒီနားနဲ့ဒီခြားလေးပြပြပြပါရှင်အဲ့မှာရက်တောင်လေးကိုပေါ့နော်အမီးမှာဒီခြားလေးကိုဖြစ်ပေးပါโอเคမိကတော့အဝေးရနေတော့ဖြစ်လိုက်တယ်ပေါ့နော်အဲ့ဒါမှဒီခြားမြင်ရမှာလေဟုတ်တယ်မလားโอเคပြီးလို့ရှိရင်ဒီ Z ပေါင်းလေးကိုနှိပ်ပါမယ်ဒီပါပြီဆိုလို့ရှိရင် H အပေါင်းလေးပေါ့နော် Z Y အပေါင်းလေးနှိပ်ပြရမယ်နှိပ်သွားပြီးတော့အရှိနည်းနည်းထပ်လိုက်ပါမယ်ထပ်ပြီးဆိုရင်အပေါ်နည်းနည်းတင်လိုက်မယ်ပေါ့နော်တင်ပြီးတော့ဆိုတော့ဒီကတ်လိုက်မယ်နော်ကတ်လိုက်မယ်နော်ကတ်လိုက်မယ်ဆိုအောင်နည်းနည်းချโอเคဒီနည်းနည်းထွက်မယ်โอเคအဲ့ဆိုရပြီပေါ့နော်ရပြီဆိုလို့ရှိရင်တော့ဒီကိုခါလာပေါ့နော်ဒီကဒီဟိုအယောင်နဲ့တူတူပဲလုပ်လိုက်တယ်ပေါ့နော်โอเคဟောအေးပါကွာโอเคရပြီတော်ကြီးလာနေပါပြီဒီမီကိုရေတူမလေးကတော့ပြီးပါပြီရှင်ဒီကိုရဲ့ရေတူမလေးရိုက်ဆိုလဲယူရှင်းပါတယ်ပြီးတော့ဒီလိုလဲလှုပ်ရှားလို့ရပါတယ်ပေါ့နော်ဒီလိုသွားလို့ရှိရင်နည်းနည်းလေးပုံပြတ်သွားရရှင်ဒါမဲ့တင်းရနေရဆိုတော့ဒီရေတူမလေးလို့ပေါ့နော်နည်းနည်းလေးတော့ပုံပြတ်တယ်ရှင်နော်ဒါမဲ့အဆင်ပြေမလို့ချင်ပါယူလို့ရပါပဲနော်ဖြည်းဖြည်းပေါ့ဟုတ်တယ်မလားဖြည်းဖြည်းပေါ့ဟုတ်တယ်ဖြည်းဖြည်းရတဲ့သူကပုံပြတ်တယ်ပေါ့နော်ဒါမဲ့ယူလို့မရတဲ့ဒီလိုဒါလည်းဆိုပါရှင်ကဲဒီမှာတစ်ချက်လေးပြမယ်နော်ဒီမှာပါရှင်လာမသိဘူးနော်ကဲရောက်ပါပြီရှင်ဘိုင်ဘိုင်ပါရှင်